ချိုဒီနေ့ပြပြမှာကမချိုကိုတိုင်းမော်ဒီကနေပြီးတော့ထိုင်းကိုတိုးရီဗီဇာလျှောက်ခဲ့တဲ့ process ကလေး step by step ကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။ visa process လေးမပြောခင်မှာမချိုထိုင်းကိုမချိုတို့ vacation တစ်လသွားခြင်းတဲ့လူတွေအတွက်နီလန်းနှမျိုးနဲ့သွားလို့ရပါတယ်။ပထမတစ်မျိုးကမချိုတို့ free visa 14ရက်နဲ့ထိုင်းကိုသွားဟိုရောက်တော့မှတိုးရီဗီဇာကိုလျှောက်။ဒုတိယတစ်မျိုးကတော့မချိုလိုမျိုးမသွားခင်နေပြီးတော့ online စနစ်နဲ့တိုးရီဗီဇာကိုလျှောက်။အဲ့ဒီ2မျိုးနဲ့သွားလို့ရပါတယ်။ထိုင်းရောက်မှဗီဇာလျှောက်တာနဲ့မသွားခင်ဗီဇာကြိုလျှောက်ထားတာဟာဘာတွေကွာခြားမှုရှိလဲဆိုတော့ထိုင်းရောက်မှဗီဇာကိုလျှောက်မယ်ဆိုလို့ရှိရင်တော့မချိုတို့ကလူကိုယ်တိုင်မဖြစ်မနေတန်ရုံကိုသွားရပါတယ်အဲ့တော့မချိုတို့လို online ကနေပြီးတော့ဗီဇာကိုကြိုလျှောက်ထားခဲ့မယ်ဆိုလို့ရှိရင်ကို vacation တစ်လအတွင်းမှာတန်ရုံတွေပါတွေသွားစီရမလို့ပေါ့နော်နောက်တစ်ချက်အနေနဲ့ကတော့ထိုင်းရောက်မှဗီဇာလျှောက်မယ်ဆိုလို့ရှိရင်တော့ပုံညာစိတ်ကဘတ်3200ဝန်းကျင်လို့သိရပါတယ်မချိုအခု online ကနေပြီးတော့ဗီဇာလျှောက်ခဲ့တာကဗီဇာကြေး$44ပဲပေးသွင်းပြီးတော့မချိုဗီဇာရခဲ့တာပါတော့မချိုတို့အချိန်ကုန်လဲတက်တာတယ်လူပင်ပန်းလဲတက်တာတယ်ငွေကုန်ကြေးကြလဲတက်တာတယ်ဒီ၃ချက်နဲ့တည်းမချိုတို့ကထိုင်းကိုသွားမယ်ဆိုလို့ရှိရင်ဗီဇာကို online ကနေပြီးတော့ကြိုလျှောက်သွားဖို့ပြောချင်ပါတယ်အခုမချိုထိုင်းတိုးတဲ့ဗီဇာကို online ကနေလျှောက်ခဲ့တဲ့အတွေ့အကြုံလေးကို step by step share လုပ်ပေးသွားမှာဖြစ်ပါတယ်ဘာ document တွေလိုအပ်တယ်ဆိုတာကိုလည်းပြပြပေးသွားမှာမလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦးနော်ဒါကတော့ဗီဇာမလျှောက်ခင်ကြိုတင်ပြင်ဆင်ထားမယ့် document တွေပါ passport ဓာတ်ပုံ flight booking hotel booking bank statement ကိုမှဘဏ်ကမရှိလို့တခြားတယောက်ဟာကိုသုံးမယ်ဆိုလို့ရှိရင်တော့ sponsorship letter နဲ့တွဲတင်ပေးရမှာပါပြီးရင်တော့ form ဖြည့်လို့ရပါပြီ document တွေအစင်သစ်ဖြစ်ပြီဆိုရင်တော့မကျိုးတို့ visa စလျှောက်ဖို့အတွက် Thai e-visa website ထဲကိုသွားပါမယ် website ထဲရပြီဆိုရင်တော့ဒီလိုမျိုးလေးပေါ်လာပါမယ်မကျိုးတို့ sign in ဝင်ဖို့လိုပါတယ် sign in ဝင်ဖို့က email နဲ့ password ပဲလိုပါတယ်အခုဆိုရင်တော့အထဲကိုရောက်သွားပါပြီအထဲမှာ visa အတွက်အဆင့်၄ဆင့်ထပ်ဖြည့်ဖို့လိုပါမယ်အဆင့်1မှာကကိုရဲ့နိုင်ငံကိုခုလက်ရှိရောက်ရှိနေတဲ့နိုင်ငံဒီနှစ်ခုကိုဖြည့်လိုက်တာနဲ့ကိုရဲ့ဗီဇာကဘယ်တန်ရုံကနေပြီးတော့ apply လုပ်လို့ရတယ်ဆိုတာကိုသူတို့ကဒီလိုလေးပြပါတယ်ဒါပြီးသွားပြီဆိုရင်တော့အောက်ကမချိုးတို့ရည်ရွယ်ချက်ကိုဆက်ဖြည့်လို့ရပါပြီမချိုးတို့ခီးသွားမယ် document တိုက်ရဲ့ပြီးလို့ရှိရင်မချိုးတို့ဘာဗီဇာကိုလျှောက်ချင်တာလဲဆိုတာရဲ့နောက်ပြီးကြလို့ရှိရင်ဘာအတွက်သွားချင်တာလဲဆိုတာရဲ့ဒါလေးတွေကိုဖြည့်ပြီးသွားလို့ရှိရင်တော့ဒါအဆင့်1ကိုပြည့်ပြည့်စုံစုံဖြည့်ပြီးသွားရင်တော့အဆင့်2ကိုသွားလို့ရပါပြီ next ကိုနှိပ်လိုက်တာနဲ့မကျိုးတို့အဆင့်2ကိုရောက်သွားပါပြီနှစ်မှာထပ်ဖြည့်ရမှာတွေကကိုယ့်ရဲ့ passport ဓာတ်ပုံဒီ passport ဓာတ်ပုံကိုဖြည့်လိုက်တာနဲ့သူက review လေးတက်လာပါတယ်အဲ့ review မှာကိုယ့်ရဲ့ data တွေမှန်မှန်တစ်ချက်ပြန်စစ်လို့ရပါတယ်ပြီးရင်တော့ဓာတ်ပုံကြီးတောက်ရှင်းဓာတ်ပုံတစ်ပုံဖြည့်ပေးရမှာမယ်ဖြည့်လိုက်တာနဲ့အပေါ်မှာဒီလိုစာရင်းလေးတစ်ခုတွေ့ရပါလိမ့်မယ်ဒါကကိုယ့်ရဲ့ဓာတ်ပုံကသူတို့သတ်မှတ်ထားတဲ့ quality နဲ့ကိုက်ညီမှုရှိတယ်ဆိုတဲ့အကြောင်းပါအဲ့ဒါပြီးလို့ရှိရင်တော့အောက်ကကိုယ့်ရဲ့ personal detail တွေကိုထပ်ဖြည့်ရပါမယ်အားလုံးဖြည့်ပြီးပြီဆိုရင်တော့ next ကိုနှိပ်ပြီးတော့အဆင့်3ကိုသွားလို့ရပါပြီအဆင့်3မှာကကိုသွားမဲ့ date ကိုပြန်လာမဲ့ date ကိုကဘယ်နိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံကိုလာမယ်ဆိုတာရဲ့ဘာနဲ့လာမယ်ဆိုတာပြီးလို့ရှိရင်ကိုယ့်ရဲ့flight number ဒီ flight detail ပေါ့နော်အဲ့ဒါရဲ့ပြီးလို့ရှိရင်ကိုတဲမဲ့ hotel detail ဒီအချက်တွေကိုအကုန်လုံးပြန်ပြီးတော့ဖြည့်ပေးရပါတယ်အဲ့ဒီအားလုံးဖြည့်ပြီးပြီဆိုလို့ရှိရင်တော့အဆင့်3ဖြည့်တာပြီးပြီမလို့ next ကိုနေပြီးအဆင့်4ကိုသွားလို့ရပါပြီအဆင့်4မှာကအရှိမဖြည့်ခဲ့ပြီးရဲ့ data တွေကိုသူက confirm ပြန်လုပ်တာပါဒီ passport တို့ photo တို့ဆိုတာကအရှိမဖြည့်ခဲ့ပြီးပါပြီနောက်ထပ်အသစ်ထပ်ဖြည့်ရမှာတွေကဒီ flight ticket booking hotel booking ပြီးလို့ရှိရင် bank statement ဒီ3ခုကိုအသစ်ထပ်ဖြည့်ပေးရမှာပါဒါတွေအားလုံးဖြည့်ပြီးပြီဆိုရင်တော့အဆင့်4ဆင့်ပြီးပါပြီမကျိုးတို့ done ကိုနေပြီးတော့ review ကြည့်လို့ရပါပြီအချက်လက်တွေအကုန်လုံးမှန်တယ်ဆိုလို့ရှိရင်တော့ confirm နေပြီးတော့ visa apply လုပ်လို့ရပါပြီဒါပြီးရင်တော့ payment ပေးချေတဲ့အဆင့်ကိုသွားပါမယ်ပေးမဲ့အတွက်ကကိုဖြည့်ထားတဲ့ document ကိုဆက်လက်လုပ်ပြီးတော့ပေးလိုက်ရုံပါပဲပေးမဲ့မပေးခင်မှာပြင်ချင်တာရှိရဆိုလို့ရှိရင်လည်းအတစ်ကိုနှိပ်ပြီးတော့ပြင်လို့ရပါသေးတယ်ပေးမဲ့ကိစ္စပြီးသွားပြီဆိုလို့ရှိရင်တော့သူတို့ဘက်ကနေပြီးတော့လက်ခံရရှိကြောင်း receipt လေးကိုယ့်ရဲ့ mail ကိုပို့ပေးပါတယ်ဒီလိုပုံစံမျိုးလေးပါအဲ့မှာသူတို့ကစီးလင်ငါရဲ့ currency rate နဲ့ပြပါလိမ့်မယ်12000ဆိုပြီးတော့ဒေါ်လာနဲ့ဆိုရင်တော့$45ဝန်းကျင်ကျပါတယ်ဒါပြီးရင်တော့သူတို့ဘက်ကနေမေးပြန်ပို့မဲ့အချိန်ကိုဆောင်ရပါမယ်ဒီကြားထဲမှာလည်းသူတို့ဘက်ကလိုအပ်တဲ့ document တွေရှိရဆိုလို့ရှိရင်ကိုယ့်စီကိုဒီလိုမျိုးလေးမေးပို့ပြီးတော့ထပ်တောင်းပါတယ်ဒါဆိုရင်တော့ website ထဲကိုပြန်သွားဖို့လိုပါတယ်ပြီးရင် view all application ကိုနှိပ် all status ကိုနှိပ်လိုက်တာနဲ့ကိုလျှောက်ထားတဲ့ history တွေကြာလာပါမယ်ကို document ကိုနှိပ်ပြီးတော့ကိုလျှောက်ထားတဲ့ visa ရဲ့ status ကို detail ကြည့်လို့ရပါတယ်အဲ့မှာသူတို့လိုအပ်တဲ့ document ကိုပေးဖို့အတွက်အောက်နားက request document ဆိုတဲ့နေရာလေးကိုသွားအဲ့ဒါလေးကိုနှိပ်လိုက်တာနဲ့သူတို့ကဘယ်နေရာမှာကိုက document ကိုဖြည့်ရမယ်ဆိုတာလေးကိုပြပါတယ်သူတို့ပြတဲ့နေရာလေးမှာသူတို့လိုအပ်တဲ့ document လေးကိုဖြည့်ပေးပြီးရင်တော့ confirm နှိပ်ပြီးတော့ပို့လိုက်ရုံပါပဲ
ကိုယ့်ရဲ့ဗီဇအခြေအနေကိုပြန်စစ်ချင်တယ်ဆိုလို့ရှိရင် all status ထဲကနေပြီးတော့တော့ပြန်စစ်လို့ရပါတယ်ခုနေ့ကတော့ record document ဖြစ်နေတဲ့နေရာကအခုဆိုရင် pending document check ဆိုပြီးတော့ပြပါလိမ့်မယ်ပြီးရင်တော့မချိုတို့တရက်ရက်လောက်ထပ်ဆောင်ပြီးလို့ရှိရင်တော့ပြန်စစ်ကြည့်လို့ရပါတယ်အဲ့ဒါဆိုရင်မချိုတို့ရဲ့ status မှာသူကဒီမှာ delivered visa by email ဆိုပြီးတော့ပေါ်လာပါပြီဒါဆိုရင်တော့သူတို့ကနေပြီးတော့မချိုတို့စီကို visa ကို email နဲ့ပို့လိုက်ပါပြီဒါဆိုရင်တော့မချိုတို့ visa ရရှိသွားပါပြီအခုမချို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားပြီဆိုတော့ကိုယ်တိုင်ရှောက်မယ်ဆိုလို့ရှိရင်လည်းလွယ်လွယ်ကူကူနဲ့ရှောက်လို့ရမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းမချိုကဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို share လုပ်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးပါဦးအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ် bye bye